KG ကျောင်းဆောင်ပေါ့အဲ့ကျောင်းရဲ့ KG ကျောင်းဆောင်ပေါ့ဒီနေ့မနေ့9 နှစ်လောက်မှာလက်နဲ့ကြီးကြပါတယ်ကြတဲ့အခါမှာကြောက်ပေါက်ကွဲတဲ့အခါမှာကံကောင်းတာကအဲ့ကျောင်းမှာကျောင်းသားအားလုံးတက်နေရမှာဟုတ်တဲ့အတွက်ဆောင်းဝက်ဖြစ်တဲ့ကျောင်းသားလေးတွေပဲတက်နေတာဖြစ်တဲ့အတွက်အဲ့ကျောင်းသားလေးတွေဖြစ်နေတဲ့အတွက်ဒီကြတဲ့အဆောင်နဲ့အဲ့ကျောင်းက blank ဖြစ်နေတော့အဲ့ကြတဲ့နေရာကတော့ကျောင်းသားမရှိတဲ့နေရာဆိုတော့ကံကောင်းတာဖြစ်လူမထိကြဘူးသို့တော့အဲ့မှာဟိုနောက်ဖွေးဒီ toilet ပေါ့အိမ်တော်သွားဖို့ကြိုးစားတဲ့ဒီတိပေါက်ဖို့သွားတဲ့ကလေးတွေပေါ့နောက်ဖွေးသွားတဲ့ကလေးတွေနှစ်ယောက်ကတော့ကျောင်းသားတူကတော့ထိခဲ့တယ်ရရှိသွားလို့ဆေးရုံရောက်သွားတယ်ဆိုတော့ဘာဖြစ်ကြတာလဲပေါ့နော်ဘာဖြစ်လို့အဲ့ဒီနဲ့ကြီးကကြတာလဲဘယ်ကနေပြစ်တာလဲဆိုမေးကုန်ပေါ့ဆိုတော့ဒီလိုသတင်းနဲ့ပတ်သက်လို့ရှိရင်ပြည်ပြေးမီဒီယာတွေဖော်ပြနေတာရယ်ပြည်တွင်းမီဒီယာတွေဖော်ပြတာရယ်မတူတာကိုပြပြမယ်ကျွန်တော်တို့လူထုပေါ်မှာထားတဲ့စေတနာလူထုပေါ်မှာထားတဲ့သတင်းတွေကိုအမှန်တိုင်းပေးသလားမပေးသလားဆိုတဲ့စေတနာနဲ့ပြမယ်။ BBC ကဘာဖော်ပြလဲဆိုတော့ဒီပြစ်ခတ်မှုနဲ့ပတ်သက်လို့ရှိရင် BBC ကဖော်ပြချက်မှာကျတော့ဘယ်အဖွဲ့အပြစ်တယ်ဆိုတာကို BBC ကလုံးဝမဖော်ပြဘူးเนาะအဲ့တော့ BBC ကဘာလို့နော်ဘူးရဲ့နော်ဘူးအဲ့ဟို KIA ရဲ့ပြောရေးဆိုသူနော်ဘူးကိုမေးဖြေတယ်ပြောတယ်နော်ဘူးကဘာပြောလဲဆိုတော့တိုက်ပွဲဖြစ်နေတဲ့နေရာဆိုတော့တစ်ဖက်ကကြည်စံလဲဖြစ်နိုင်တယ်တဲ့ KIA ဘက်ကပြစ်တာလဲဖြစ်နိုင်တယ်တဲ့စစ်ကောင်စီဘက်ကပြစ်တာလဲဖြစ်နိုင်တယ်ပေါ့အဲဒီလိုမျိုးသူကတုံးထားတယ်ဆိုတော့ခင်ဗျားတို့ပြည်သူလူထုနေရတဲ့ကြည့်မဆိုရင်တော့အေးဘောဟုတ်တာပေါ့စစ်တပ်ပြစ်တာဖြစ်နိုင်တယ်လို့ခင်ဗျားရုပ်တရက်ထင်သွားနိုင်တယ် BBC သတင်းကိုယုံကြည်တဲ့သူတွေအနေနဲ့ကြတော့ဒါစစ်တပ်ကပြစ်တာဖြစ်မှာပေါ့အမင်း KIA ပြစ်တာမဖြစ်နိုင်ပါဘူးဒေါ်ဘူးပြောဝင်ရဆိုတော့ KIA ပြစ်တာမဖြစ်နိုင်ဘူးလို့ဒါ BBC ကိုယုံကြည်တဲ့လူတွေကြတော့နားထောင်တော့နားအဲ့လိုလက်ခံသွားလိမ့်မယ်တကယ်ဖြစ်စဉ်ကဘာဖြစ်တာလဲမင်းအဲ့ဒီဖားကန့်မြို့မှာရှိတဲ့ရက်ွက်နေရာတချို့မှာတိုက်ပွဲလေးဖြစ်နေတယ်ဟိုဂျူဂျာတိုက်ပွဲလေးကြီးကြီးဖြစ်နေတယ်စစ်တပ်နဲ့ KIPD ရဲ့ကြားမှာတိုက်ပွဲလေးဖြစ်နေတယ်ဖြစ်နေတဲ့အတွက်ပြစ်တက်ခတ်တာလေးရှိကြတယ်အဲ့ဒီမှာအခုလက်နဲ့ကြီးကြတဲ့အကြောင်းကဘာအကြောင်းလဲဆိုတော့ခင်ဗျားတို့နားလည်အောင်ပြောရင်အဲ့ပုံမှာလက်နဲ့ကြီးကြတဲ့အကြောင်းရဲ့လမ်းတွေပြီးစီလေးဟိုကားတစ်စီးခွဲလောက်ပဲမောင်းလို့ရလမ်းတွေလေးကြားကြော်ရတဲ့ဂုံတောင်ကုန်းကပြီးလဲပြောတာဘီဝါကုန်းရှိတယ်အဲ့တော့ဘီဝါကုန်းရှိတယ်အဲ့ဘီဝါကုန်းရှိတဲ့နေရာဖြစ်တဲ့အတွက်ဘီဝါကုန်းရှိတဲ့နေရာဖြစ်တဲ့အတွက်ခင်ဗျားတို့စဉ်းစားတတ်မယ်ဆိုရင်စဉ်းစားကြည့်လို့ရအောင်ပြောရရင်နော်ဖားကန်တက်မကြီးရှိတယ်ဖားကန်မှာရှိတဲ့ဘီဝါကုန်းနဲ့ဖားကန်အထက်ကကျောင်းနဲ့ကတ္တရာလန်ချင်းလေးပဲခြားတဲ့အတွက်စစ်တပ်ကအဲ့ဒီကျောင်းကိုပြစ်တယ်ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်လားခင်ဗျားတို့စဉ်းစားပြီးတော့ဒီလိုကတ်နေရအောင်ဒီလိုဘုံနဲ့ပြစ်ချလို့မရဘူးလက်နဲ့ကြီးကြပါတယ်ဆိုပြစ်ချလို့မရဘူးအဲ့ဒါဘယ်သူပြစ်တာဖြစ်နိုင်လဲဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်လို့ရတယ်နော်ကစ်ကကြတာဘာကြီးလဲဆိုတော့စစ်တပ်ကပြစ်တယ်ဆိုတဲ့သဘောမျိုးကစ်ကရေးတယ် BBC ကြတော့စစ်တပ်ကလည်းဖြစ်နိုင်တယ်လေ KIA ရဲ့ငါတို့လည်းပြစ်တာလားမသိဘူးလေဘယ်သူပြစ်လဲမသိဘူးလေဆိုတော့နော်ဘူးပြောတော့ရေးတယ်တကယ်ဖြစ်စဉ်မှန်ကဖားကမာကြီးရဲ့ပြည်သူတိုင်းသိတယ်ခင်ဗျားတို့မယုံရင် TikTok တွေမှာသွားကြည့်လိုက်ဘယ်သူပြစ်လဲဆိုတော့ဖားကမာကြီးရဲ့ပြည်သူတိုင်းသိတယ်ဘယ်သူပြစ်လိုက်လဲဆိုတော့ပုံမှန်လည်းပြော KIA PDF ကပြစ်လိုက်တာဘာလို့ပြစ်တာလဲဆိုတော့စစ်တပ်ဗျူဟာကုန်းကိုလှမ်းပြစ်တာစစ်တပ်ဗျူဟာကုန်းလှမ်းပြစ်တာအဲ့တော့ဗျူဟာလှမ်းပြစ်တဲ့ခါမှာဗျူဟာကုန်းနဲ့မလန့်မကန်လေးဗျာတစ်ဖာလောက်ပဲတောင်မရှိဘူးဗျာဖာလုံးဝက်လောက်ပဲရှိတယ်ဘာမှမဟုတ်ဒီပေ100လောက်ပဲရှိတယ်ငါလေးမှာစစ်ကလေးရဲ့စာတင်ကြောင်းရှိရဆိုတာတိတိကြီးနဲ့လှမ်းပြစ်တာအဲ့တော့ခင်ဗျာစစ်တပ်ဗျူဟာကုန်းမထီပဲနဲ့ကလေးရှိတဲ့ကျောင်းပေါ်သွားကြတော့ကျောင်းသာတက်နေတယ်ဆိုရင်တေးပြီးကလေးတွေကုန်တေးမှာတေးကုန်မှာဒါ KIA PDF ကလောက်ရက်ဒါပေမဲ့ဖားကမှာနေတဲ့ပြည်သူတွေကအခုကျွန်တော်ပြောသလောက်မပြောရဘူးမကြောက်ရကြီးပဲအကုန်လုံးကဘာလို့ကြောက်လဲမင်း KIA ကအဲ့လိုပြောရတဲ့နဲ့ KIA ဆိုသူတို့လာတတ်မှာကြောက်လို့မပြောရကြဘူးအဲ့တော့ဗဇက်ကြီးတွေပိတ်ပြီးငြိမ်ခံနေကြတာ KIA အဲ့ဖားကမှာရှိတဲ့လူတွေကစစ်တပ်ကိုဆိုရင်တော့ငါနဲ့ကြိုက်လို့လားအခု KIA PDF ပြစ်လိုက်လို့ကလေးတွေကြောင်းပေါ်ကြားရခါကျတော့မိဘတွေကဘာဖြစ်ဆိုတော့ဝေယုံသုံးခိုင်းနေစိုးရင်တော့ခိုင်းနေကြောင်းအတင်းပြေးလာကိုသားသမီးစောက်ဝက်ဖြေတာပြီးတော့ချစ်ပြန်ခေါ်ပြီးတာမှန်ပါတယ်မိဘရဲ့နေရာတွေ့ကြည့်ရင်စိတ်ပူတာဗောကိုသားသမီးဒီကြောင်းကိုသားသမီးရှိတဲ့ကြောင်းပေါ်လက်လက်ကြီးကြားတယ်ဆိုတော့ဘယ်မိဘဘလို့ပြီးတော့ရင်အေးမှလည်းစိတ်အေးမှလည်းပူတော့ရင်ပူပြီးတော့ပူလောင်အတင်းပြေးလာတယ်ဘသူပြစ်လဲဆိုတော့အဲ့မျိုးကန်နေကောင်းကောင်းသိတယ်မျိုးကန်နေကောင်းကောင်းသိတယ်အဲ့ကြောင်းသားမိဘတွေအကုန်လုံးသိတယ်ဒါပေမဲ့မီဒီယာမှာကြတော့စစ်တပ်ကပြစ်တယ်လို့မျိုးလုပ်တယ်ဝါရဖြန့်တယ်အဲ့ဒါဖြစ်နေတဲ့အခင်းချင်းပဲလက်ရှိပကတိရှိတယ်အဲ့တော့ခင်ဗျားတို့ပြည်သူသိစေချင်တာပါကျွန်တော်တို့အမှန်တိုင်းသိစေချင်တာပါပြစ်တယ်လို့ကဘယ်သူလဲဆိုတာကျောင်းပေါ်ကြားတဲ့အထိပြစ်တယ်လို့ကဘယ်သူလဲဆို KIA PDF ပြစ်တာပါအဲ့တော့ကျွန်တော်ပြောတာမဟုတ်ဘူးဆိုရင်အဲ့ဖားကတ်မှာရှိတဲ့အဲ့ကျောင်းမှာအဲ့ရက်ကမှနေတဲ့ပြည်သူတွေတိုက်တဲ့ချိန်ရန်ကုန်မှာလာရှင်းနေပြီးတော့မှလာရှင်းတိုက်တဲ့နေရာလာရှင်းလို့ရတယ်မြကြီးနားတော့ကျွန်တော်မလာဘူးဖားကတော့မလာတော့ခင်ဗျားတို့လာရှင်းတိုက်တဲ့နေရာရှင်းလို့ရတယ်ကြိုက်တဲ့ထောက်တဲ့ညင်းလို့ရတယ်ဒါပေမဲ့ဘယ်ကောင်းမှမရှင်းရပါဘူးဘယ်ကောင်းမှမရှင်းရဘူးဘယ်ကောင်းမှမပြောရဘူးဖားကတ်မှာ KIA ပြစ်တာမဟုတ်ပါဘူးလို့ပြောမယ်လို့မရှိဘူးကိုကနီပိန်းမဟုတ်ဘူးဆိုရင်ပေါ့နော်နီပိန်းမဟုတ်ဘူးဆိုနီပိန်းဆိုရင်တော့ KIA ပြစ်တာမဟုတ်ဘူးပဲပြောင်းချင်းပါဘာလို့ဆိုဒီချိန်မှာသူတို့ပြောင်းချင်းမှရပါဘူးနော်အဲ့တော့လူဆိုတာကိုပြည့်ပြစ်တယ်ပေါ့ဗျာဝန်ခံရတတိရှိမှရှိမရအောင်ပေါ့အခုကဘာလဲဆိုတော့လူတွေကဘာဖြစ်တဲ့ခါကျတော့ဟိုလူတွေကြောင့်မနဲ့ KIA ရဲ့လူတွေရှောင်ဖြစ်ထွက်သွားတယ်နော်ဆိုတော့အဲ့ဒါလေးရှိတယ်အဲ့ဒါကလေးနှစ်ယောက်တော့ကန်ကောင်းသွားဖြစ်အသက်တော့မတည်သွားပါဘူးကန်ကောင်းလို့အသက်မတည်တယ်မဟုတ်ရင်အဲ့ကလေးကတည်ပါဒါပြီးတော့စာတင်ကျောင်းကဆောင်းဝက်ဖြေရဲ့ဖြစ်နေပြီကျောင်းတွေအားလုံးဖွင့်ကြမလို့ကျောင်းသားအားလုံးတက်ဆရာမလို့တဲ့အတွက်ကန်ကောင်းသွားတာဒီမှာကျောင်းဓာတ်ပုံတွေထောက်ရိုက်ထွက်လာတဲ့ခါကျတော့ကြည့်တော့ကျောင်းရဲ့ဟွာတွေအစာအုပ်တွေနည်းပျက်စီးသွားတယ်
နော်အဲ့ဒါ KIA ကနေပြစ်လိုက်တာစစ်တပ်ကိုပြစ်လိုက်ပြစ်ခတ်မှုအပြစ်ခတ်မှုနဲ့ကလေးကံကောင်းလို့မသေးဘူးတမဲလေးဖြစ်သွားတယ်ဇလန်းလေးပါနော်ဒါကတော့